ပေးပါမယ်ခင်ဗျာဒီထမင်းနဲ့ဆော့ဝဲလေးတစ်ခုတော့လိုအပ်ပါတယ်ခင်ဗျာဒီဆော့ဝဲလေးဆိုတော့ဒီလက်စာလေးခင်ဗျာဒီဆော့ဝဲလေးခင်ဗျာဒီဆော့ဝဲလေးကို Play Store မှာတွားပြီးတော့ download လုပ်လိုက်ပါ Play Store မှာတွားပြီးတော့ download လုပ်လိုက်ပါ Play Store မှာဒီမှာ Play မှာကျွန်တော်ပြန်ရိုက်ပြအောင်ကျွန်တော်ရိုက်ပြီးသားမလို့ပါ PEI မှာ PIH ရအဲ့ဒါလေးကိုဒီ software လေးကို Play Store မှာdownload ဆွဲပြီးတော့ download ဆွဲလိုက်ပါကျွန်တော်ကတော့ download ဆွဲတဲ့အတွက် download ပါခင်ဗျာဒီလိုကတော့မ download လို့ဆိုလို့ရှိရင် Play Store မှာတွားပြီးတော့ download ရပါတယ်ခင်ဗျာအဲ့ဒီ Play Store အဲ့ဒီ software လေးကိုdownload အဲ့ဒီ software လေးကို download ဆိုလို့ရှိရင် software လေးကိုဝင်လိုက်တော့ခင်ဗျာsoftware လေးဝင်လို့ဆိုရင်software လေးဝင်လာရင် software လေးဒါကျွန်တော်က ပထမနမူနာလုပ်ထားတဲ့ပထမနမူနာလုပ်ထားတဲ့လို့ပါခင်ဗျာအရင်ဆုံးပေါ်လာမှာကတော့သူကတော့ဒီမှာ site ကဒီမှာဆိုဒီ site ကိုရပါခင်ဗျာကျွန်တော်ပြန်ပြပါမယ်ခင်ဗျာကျွန်တော်ပြန်ပြပါမယ်ကျွန်တော်ပြန်ပြပါမယ်ခင်ဗျာဒီတော့ software လေးကို software လေးကိုလို့ရှိရင်ကျွန်တော်တို့ကလုံးလာ YouTube terminal site ဆိုဒီအဲ့ဒီမှာပေါ်နေတဲ့စာတန်းကိုဖြတ်လိုက်တော့ခင်ဗျာကျွန်တော် YouTube terminal site မှာဆို YouTube terminal site ပုံစံလေးကြောင်းပြရမယ်ခင်ဗျာ YouTube terminal site ပုံစံလေးကြောင်းလို့ရှိရင်ဒီမှာ YouTube terminal ဆိုတာလေးရှိတယ်ခင်ဗျာ YouTube terminal လေးနဲ့လာနေလို့ရှိရင် okay လေးနဲ့လာခင်ဗျာ YouTube terminal site ကို YouTube terminal site နဲ့ပြီးတော့ share ရအောင်နောက် background color ကိုကိုကြိုက်တဲ့ background color ထည့်ရပါခင်ဗျာအဲ့ပါကိုပြန်တော့တောင်းရဆို Chrome ကနေပြီးတော့တောင်းမှာကျွန်တော်ဒါရိုက်ပြပေးကြမလို့ကျွန်တော်ပြန်ရိုက်ပြမယ်ဗျာခုမှခေါင်းမှာခင်ဗျာ Grand background ရိုက်နေလို့ရှိရင် background ပုံစံမျိုးကြလာပါခင်ဗျာအဲ့မှာ background ကိုဒီ background တောင်းလို့ဆိုတော့ Grand အစရလေးနဲ့ပါခင်ဗျာအစရလေးနဲ့လို့ရှိရင် background မျိုးပေါ်လာပါခင်ဗျာအဲ့မှာကိုကြိုက်တဲ့ background ပုံစံကိုYouTube terminal background ပုံစံနဲ့မှာဆိုတော့ဒီစရ background အဲ့ဒီ background ကိုတောင်းမယ်ဆိုတော့လေးကြာ feature ဆိုမှကြာဖြစ်တယ်တော်တော်ရအောင်ဗျာအဲ့ကောင်လေးကိုကျွန်တော်ပြန်ပြရအောင်လည်းလုပ်ရလို့ရှိရင်ဒီကောင်လေးကိုကြာဖြစ်လိုက်လို့ရှိရင်မှ download လို့ဆိုရပေါ်လာတယ်ဒီ download လေးနေရလို့ရှိရင်ကျွန်တော်တို့ရဲ့ credit တွေရောက်ပါခင်ဗျာကျွန်တော်ကတော့တောင်းပြီးသားမို့လို့မတောင်းကြတော့ပါခင်ဗျာကျွန်တော်တောင်းပြီးသားမို့လို့မတောင်းရပါဘူးဆိုတော့ဆောက်ရတဲ့ပြန်လာဗျာဆောက်ရတဲ့ပြန်အဲဆိုကျွန်တော်နောက်က background color ထည့်လို့ဆိုတော့ကျွန်တော်မှာ foreground ဆိုတာလေးနှိပ်လိုက်ပါခင်ဗျာ foreground ဆိုတာလေးနှိပ်လိုက်လို့ရှိရင်ဒီမှာ background color လေးကျလာပါခင်ဗျာ background color လေးကျလာပါမယ်ခင်ဗျာအမှကိုကြိုက်တဲ့ background ကိုကျွန်တော်တောင်းပြီးတဲ့ background ပုံစံနဲ့လည်းနမူနာပြပါမယ်ခင်ဗျာဒီကောင်လေးလို့ရှိရင်အမှကျင်းနေဆိုတော့ background color တခြားမပြည့်ဘူးနော်တခြားမပြည့်ရလို့ကျွန်တော်အပြည့်စပ်ပြည့်ရတယ်ခင်ဗျာအပြည့်စပ်ပြည့်ရမယ်ဆိုဒီဆက်လေးတွေဆွဲလာပါခင်ဗျာပြည့်ရလို့ရှိရင်ကျွန်တော်တိုင်းနဲ့တက်တဲ့လဲဆိုတော့ပုံလေးထည့်လိုက်ရပါခင်ဗျာအဲဒီကျွန်တော်တိုင်းနဲ့တက်တဲ့ပုံလေးကိုဥပမာကျွန်တော်ပုံနဲ့နမူနာလေးထည့်ပြပါမယ်ခင်ဗျာကျွန်တော်ပုံနဲ့နမူနာလေးထည့်ပြပါမယ်ကျွန်တော်ပုံနမူနာပုံနဲ့ကျွန်တော်ပုံထည့်ပြမယ်ဆိုတော့ကျွန်တော်ဒီပုံလေးထည့်ပြပြန်ခင်ဗျာကျွန်တော်ဒီပုံလေးထည့်ပြမယ်အဲဒီထည့်ပြတော့ကိုကြိုက်တဲ့ site အမျိုးမျိုးအကြီးအသေးဆွဲပြီးရပြီဒီတေးရရတယ်ဒီလိုရကိုကြိုက်တဲ့နေရာမှာထားကိုကြိုက်တဲ့နေရာမှာထားကိုကြိုက်တဲ့နေရာမှာထားရလို့ရှိရင်ဒီမှာ YouTube channel နဲ့လုပ်တဲ့အတွက်အဲ့အပေါင်းလေးပဲပြန်ထည့်လို့ပြီးတော့ကိုကြိုက်တဲ့ဟာလေးထားလို့အရင်ဆုံးတမီချင်းလို့ထားလာတော့အရင်ဆုံးတမီချင်းလို့ထားလို့လုပ်ထားပါဦးကျွန်တော်download လုပ်ထားမှရပါဘူးခင်ဗျကိုကြိုက်တဲ့ကာလပုံစံလေးကိုထည့်ရမှာဆိုတော့download လုပ်ထားရမယ်ဒီမှာပုံအမျိုးမျိုးရှိပါတယ်ဒါလည်းကျွန်တော်တောင်းထားတယ်ဒီကျေးကတော့စိုက်တဲ့နေရာ download လုပ်လို့ရပါတယ်ခင်ဗျာ
the chain to your security can never tell you so really switch not about so switch the check it you tell you something the only take so take imagine I probably service set the good check it later check it later Tanganyika, Lujimino, Channel, Jisime, Jisime, the founding name of the test, nation, the Madroni, Socialist, people that in the nation, Canada, in the nation, or in the chair, Chabianation. Tomorrow, Chinokan, the Malaysia, the January, the upon the Malaysia. Con là mình gì đó rồi cái này chỉ còn lý do này sẽ đi tìm lên này rồi cái này chỉ để khi ai mà là sẽ trái khi ai thì sẽ nó được cái gì mà ở cái cao của cái gì đó khi lên rồi sẽ rồi mà lực tan khi người ta có lực tan lên rồi là sẽ có lên xuống rồi sẽ có chấp nhận thì các bạn mình chơi thì các bạn mình từ này thì đó cái trái đất này là sự thả đi vào anh là thả đi đó có ai có bao giờ cả lại anh có cái này sẽ rồi này wine này sorry illegal này share the cả lại có drama so share là cái trái đất này cho nên là người share là người share nhai cả người cái nó trái đất này theo bây giờ cái trái đất này theo bây giờ share là cho nên lấy về share nó phải quay YouTube channel lên thì này sẽ bao lên standing này tại vì mình là sao đang lên thì làm thay rồi share thì mà khi đang còn dành tiền toàn share mà dành tiền là nó còn được trở lại cho nó đi khi đó thì là rồi chỉ ok đấy và đây đó thì nó liền vậy cô đi tới rồi phải chỉ phải tỷ lệ nhé ara liền là của cả là người chơi rồi sẽ có share thì có chơi toán rồi tiền đó nhé cô chơi cả là mà cho nên chơi cái nào theo nhà đó cô chơi cái nào theo cô theo cái sẽ chơi cái nào sẽ chơi cái nào để share nào chơi này để share cùng với cho nên không mà toàn phòng để chạy đẹp bộ nhiều nó còn tốc độ theo bị đó chạy đẹp bộ nhiều theo được đấy chạy đẹp bộ nhiều theo được đấy nó còn tốc độ này chất thải này là vì gì đó theo được rồi rồi theo rồi đó là điều suy được tí như cụ thể như nào theo được nhá lý điều này là không lý điều này cả lại chơi cái này solution thì còn đó đi đó rồi cả lại cái điều này của chơi được sẽ như chơi được
ဒီတပုံချင်နေဆိုဒီတပုံထောက်ပြီးတော့မျိုးချင်လို့ရတယ်ကိုကြိုက်နေတတ်တယ်လို့ချင်လို့ရတယ်အကောင်ကြီးရဲ့ကွာလာကိုစိတ်ကြိုက်ပြီးချင်စိတ်ကြိုက်ပြီးချင်ချားလို့ရှိရင်မှန်ချင်လို့လည်းရှယ်ဒါလေးနဲ့စိတ်ကြိုက်ချင်လို့ရတယ်ကိုကြိုက်တယ်လို့ချင်လို့ရတယ်ကိုကြိုက်တယ်လို့ချင်လို့ရတယ်ချင်လို့ရှိရင်စိတ်ကြိုက်ဖြစ်သွားတယ်ဖြစ်သွားလို့ရှိရင်မှန်ချင်လို့လည်းပြီးသွားလို့ရှိရင်ကိုဒီစာတန်းလေးကိုလည်းကိုကျွန်တော်ရဲ့ channel နာမည်ပဲရေးထားပါမယ်တကယ်ချင်းတော့တကယ်ချင်းရဲ့ channel နာမည်ရေးလို့ရပါတယ်စိတ်ကြိုက်ဖြစ်သွားရင်မလားကိုစိတ်ကြိုက်ဖြစ်သွားဆိုလို့ရှိရင်ဒီကောင်လေးကို download လုပ်လိုက် download ဆိုတော့ပေါ်မှာဒီမှာ export ဆိုတာလေးရှိexport email လေးနဲ့လိုက်ပြီးလို့ရှိရင်မှာ save to grant လေးနဲ့လိုက်လို့ရှိရင်ပြန်ရပါတော့အဲ့ဒါလေးလည်းရပါတယ်